အရှင်ဖေယမျက်ရှိစုပ်ခင်းတာ14တောင်ရှိတဲ့ပလင်တော်ရှင်းပြပေးတော်မူပါဖေယတဲ့အဲ့ဒီအပရာဇိတပလင်တော်14တောင်ဆိုတာကိုဦးဇင်းလည်းအတိအကျမပြောတတ်ဘူးเนาะဘာကြောင့်အတိအကျမပြောတတ်တာလဲဆိုရင်နှဝါဒရှိနေလို့ပါပထမတဝါဒကမဏိဒီပတီကာကျမ်းပြုဆရာတော်နဲ့တောင်ခွင်သာသနာပိုင်ဆရာတော်တို့ကအပရာဇိတပလင်တော်ဆိုတာဟာ14တောင်အကျယ်ရှိတယ်လို့ဆိုပါတယ်ဒါကတဝါဒဒုတိယတဝါဒကပရိကြီးတီကကျမ်းပြုဆရာတော်နဲ့မုံရွေးစေတဝန်ကျောင်းဆရာတော်တို့ကအပရာဇိတပလင်တော်သည်14တောင်အမြင့်ရှိတယ်လို့ဆိုပါတယ်အဲ့ဒီလိုနှဝါဒရှိတဲ့အတွက်အပရာဇိတပလင်တော်14တောင်ဆိုတာဟာအကျယ်14တောင်ကိုပြောတာလားအမြင့်14တောင်ကိုပြောတာလားဆိုတာအတိအကျမပြောနိုင်ပါဘူးเนาะဒါကြောင့်ကြိုက်တဲ့ဝါဒကိုလက်ခံနိုင်ပါတယ်နောက်ပြီးအပရာဇိတပလင်ဆိုတာဟာဖျားအတွက်ပေါ်ပေါက်လာတာဖြစ်တာကြောင့်ဖျားရှင်ပြိဋိဘံစံတဲ့နေ့ပါပဲကွယ်ပြောက်သွားသည့်အတွက်အတိအကျပြောဖို့ဆိုတာခက်ပါတယ်เนาะနားလည်ပါစေ